အချင်းချင်းစိတ်ကောက်နေရလို့ထင်ရတယ်ဝမ်ကြီးပေါ်နဲ့ရှောင်းချန်ဝေပိုနိုင်2026ကတော့ပြီးဆုံးသွားပြီမဲ့ကိစ္စတွေကတော့မပြီးသေးပဲကြံခဲ့ရပြန်ပါတယ်ပွဲမှာပွဲစီစဉ်သူတွေရဲ့လိုအပ်ချက်ကြောင့်အဆင်မပြေဖြစ်ခဲ့ရတာတွေလည်းရှိတော့ပြည်သက်တွေကသူတို့ idol ကိုအသေးအတန်ဂီယူတဆိုင်လိုက်ကြည့်နေရပါတယ်အဲ့ဒီထဲမှာဒီနှစ်မှာဆောင်ရတဲ့ဝမ်ကြီးပေါ်နဲ့ရှောင်းချန်တို့ရဲ့အဆင်မပြေတဲ့ပုံရိပ်လေးတွေကလည်းဖန်တန်ထဲမှာလည်းဟော့ဖြစ်ခဲ့ပြီးဝေပိုနိုင်ရဲ့ထိတ်ဆုံး topic ဖြစ်လာပါတော့တယ်ပုံမှန်ဆိုဝမ်ရင်ပေါ်နဲ့ရှောင်းချန်ဟာတယောက်ကိုတယောက်အရန် view စိုက်တက်ကြတဲ့အတွဲလေးဆိုပေမဲ့မနေရတော့အဆင်ပြေတဲ့ပုံမပေါ်ခဲ့ပါဘူးဝမ်ရင်ပေါ်ဟာပွဲကိုခဏပဲတက်ရောက်ခဲ့ပြီးစကားတော်သေးချာမပြောသွားပဲပွဲရနေပြန်ထွက်သွားခဲ့ပါတယ်ဒါဟာဘာကိစ္စကြောင့်လဲမသိရပေမဲ့ပြည်သက်တွေကတော့ဤပေါ်မျက်နှာမကောင်းတာကိုတတိထားမိလို့စိတ်ပူနေကြပါတယ်အဲ့ဒီအပြင်ရှောင်းချန်ကလည်းပွဲရောက်ခါစားတဲ့ဝမ်ရင်ပေါ်ပြန်သွားတဲ့အချိန်မှာတော့မျက်နှာညှိုးသွားခဲ့တာကြောင့်သူတို့နှစ်ယောက်အဆင်မပြေတာတခုခုရှိနေသလားဆိုပြီးပြည်သက်တွေကစိုးရိမ်နေကြပါတယ်အမြဲတွဲတွဲနေရတိုင်းပြုံးတက်တဲ့ဤပေါ်ကလည်းလုံးဝမပြုံးခဲ့သလိုရှောင်းချန်ကလည်းပုံမှန်ထက်မျက်နှာမကောင်းတာပွဲတွေကအဆင်မပြေတဲ့ကိစ္စကြောင့်ဖြစ်မလားဒါမှမဟုတ်သူတို့ချင်းတခုခုစိတ်ကောက်နေကြရလားဆိုတာတော့သူတို့ပဲသိမှာပါ Star Sally ပြည်သက်တွေရောသူတို့ချင်းဘာလို့စိတ်ကောက်နေကြလဲဆိုတာသိရင် comment မှာပြပြပေးသွားပါအောင်နော်သတင်းထူးတွေအတွက် account လေးကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်